နှစ်ဆောင်ခဲ့ရတဲ့မင်းရဲ့ပထမဆုံးအချစ်ဟာသတင်းမရှိဘဲ3နှစ်ကြာသွားပြီဒါပေမဲ့မင်းတည်ဆုံးပြီးနောက်မှာသူမကလုံရင်သူတေသနစင်တာမှာပေါ်လာခဲ့တယ်လင်းချမ်းမြို့ဟောင်းပျက်စီးမှုထဲမှာမင်းစောကြီးကလေးကတေဆုံးသွားပြီလို့သူမကထင်နေခဲ့တာဒါပေမဲ့သူမရဲ့ခြေရင်းသားကရေကန်ထဲမှာမင်းရှိနေတယ်ဆိုတာသူမမသိခဲ့ဘူးအစာလူစားပြီးအသက်ရှင်နေရတဲ့ငါးလေးတစ်ကောင်ဖြစ်နေခဲ့ပြီးမင်းမျက်လုံးတွေကိုဝေဝေဝါးဝါးနဲ့ဖွင့်လိုက်တယ်မင်းရဲ့နားထဲမှာလူတွေရဲ့ဆူညံတန်တွေနဲ့ခြေတန်တွေကိုကြားနေရတယ်ကြားပြီးပြီလားလင်းချမ်းမြို့ဟောင်းဘက်မှာတညာရဲနဲ့ပြကျသွားတာဟုတ်တယ် drone နဲ့ရိုက်ထားတဲ့ပုံတွေရမြေပြင်တစ်ခုလုံးလောင်ကျွမ်းသွားတာတကယ်ကိုကြောက်စရာကောင်းတယ်မင်းအသေးစိတ်မစင်စားရသေးခင်မှာပဲတခုခုမားနေပြီဆိုတာခံစားလိုက်ရတယ်ပူစီဖောင်းလေးတွေမင်းရဲ့ပါးစပ်ကနေထွက်လာခဲ့တယ်မင်းမျက်လုံးတွေကိုပြူးကြည့်လိုက်တဲ့အခါမြင်သမျှအရာအလုံးကနောက်ကြည့်နေတယ်မင်းတကယ်ပဲရေအောက်ရောက်နေတာရေနစ်နေတာပဲမင်းမသိစိတ်ကနေရုန်းကန်ဖို့စူးစမ်းခဲ့ပေမဲ့မင်းမှာလက်ချေတွေမရှိတော့ဘူးဆိုတာကိုထိတ်လန့်စွာသိလိုက်ရတယ်အဲ့ဒီအစာရေရက်တွေဖြစ်နေတယ်ပိုထူးဆန်းတာကမင်းရဲ့အောက်မှာအသက်ရှူနိုင်ပြီးမျက်လုံးတွေကလည်းဘာမှမဖြစ်ဘူးငါးတစ်ကောင်ဖြစ်သွားတာလားဒီအတွေးပေါ်လာတာနဲ့ဒါကအိမ်မက်မဟုတ်ဘူးဆိုတာမင်းအတည်ပြုနိုင်ခဲ့တယ်မင်းကတကယ်ပဲ3စင်တီမီတာလောက်ပဲရှိတဲ့ငါးကျင်းနဲ့လေးတစ်ကောင်ဖြစ်သွားတာပါအဲ့ဒီနောက်တေဆုံးခါနီအချိန်ကမှတ်ညံတွေဟာဒီရေလိုမျိုးမင်းရဲ့အုံနောက်ထဲကိုစီးဝင်လာခဲ့တယ်မင်းလင်းဟောင်ဟာတပ်ပုတ်ဆရာတယောက်ဖြစ်ပြီးအလုပ်ကိစ္စနဲ့လင်းချမ်းမြို့ဟောင်းကိုသွားခဲ့တယ်အဲ့ဒီနေ့ညနေမှာမင်းကောင်းကင်ရံမှာဆူရှာတဲ့ရွှေရောင်လင်းနှန်းတစ်ခုကိုမြင်ခဲ့ရတယ်ဝေဝါးတဲ့ရွှေရောင်ပုံလေးတစ်ခုဟာနတ်ဖျားတစ်ပါးလိုဆင်းသက်လာခဲ့တယ်နောက်တစ်စက္ကန့်မှာရွှေရောင်လင်းကအရာအလုံးကိုဝါမျိုးသွားပြီးမြို့ဟောင်းတစ်ခုလုံးမင်းရဲ့မျက်စိရှိမှတင်ပြိုပြက်သွားခဲ့တယ်မင်းရဲ့ခန္ဓာကိုယ်ဟာပြင်းထန်တဲ့အပူရှိန်ကြောင့်ချက်ချင်းပြကျသွားပြီးနာကျင်မှုကိုတောင်မခံစားရခင်မှာပဲအသိစိတ်တွေပျောက်ကွယ်သွားခဲ့တယ်မင်းပြန်နိုးလာတဲ့အခါမှာတော့အခုမြင်နေရတဲ့မြင်ကွင်းပါပဲဒါကတကယ်တော့ဘာကြီးလဲကဘာပြတ်မတက်မြင်ကွင်းကိုပြန်စဉ်းစားမိတိုင်းမင်းရဲ့ဥယျာဉ်ပြားတွေထုံချင်နေလုံးပဲဒါပေမဲ့အဲ့ဒီနောက်မှာတော့ဒေါသတွေအကြီးအကျယ်ထွက်လာခဲ့တယ်မိုက်မဲလိုက်တာငါမသိခင်မှာစနစ်တကျအခြေအနေတစ်ခုတောင်မရှိခဲ့ဘူးမင်းဒေါသအကြီးနဲ့ဆဲဆိုခြင်းပေမဲ့ပူစီပေါင်းတွေပဲထွက်လာနိုင်ခဲ့တယ်ဒီလိုမျိုးအတိတ်ပဲမရှိပဲတေဆုံးသွားတာဟာကဘာပေါ်မှာအဆိုးဝါးဆုံးအခြေအနေပါပဲတိတ်အဲ့ဒီအချိန်မှာပဲဆူရှာတဲ့ electronic အတန်တစ်ခုမင်းရဲ့အုံနောက်ထဲမှာမြည်လာခဲ့တယ်ဒါကဘာလဲမင်းခဏလောက်ကြောင်သွားတယ်ထောက်ထွင်းမြင်ရတဲ့စနစ်ပြကွက်တစ်ခုဟာမင်းရဲ့မျက်စိရှိမှလေဟာနယ်ထဲကနေပေါ်လာခဲ့တယ်ပိုင်ရှင်လင်းဟောင်အဆင့်တစ်မျိုးနွယ်ငါးကျင်းနဲ့အရွယ်စား3စင်တီမီတာအလေးချိန်3.4 ဂရမ်တိုက်ခိုက်ရေးစွမ်းအား3.1ကျွမ်းကျင်မှုမရှိထူးခြားစွမ်းအားမရှိတိုးတက်မှုမှတ်သူမြဝါရွှေလက်ချောင်းပဲဝတ္ထုတွေအမြဲဖတ်တဲ့သူတယောက်အနေနဲ့ဒါပါလဲဆိုတာမင်းတေချာပေါက်သိတာပေါ့ဒါဟာကံကြမ္မာကိုပြောင်းလဲပေးနိုင်တဲ့ကိရိယာပဲဒါပေမဲ့ငါကတကယ်ကြီးဒီလောက်တောင်အားနေတာလားပြကွက်ပေါ်ကအချက်လက်တွေကိုကြည့်ပြီးမင်းရှက်ရတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲရေမျက်နှာပြင်အထက်တရားပေါ်ကစကားပြောတန်တွေလွင့်ပြန့်လာခဲ့တယ်ခုတလောထူးဆန်းတာတွေတကယ်များတယ်မင်းညကခွေးပေါက်လေးလောက်ကြီးတဲ့ကြွက်တကောင်ကိုမြင်ခဲ့တာတေးမတက်ကြောက်သွားတာပဲမင်းအရက်တွေအတောက်များသွားတာနေမှာပါသူစကားပြောပြီးတာနဲ့တရားပေါ်ကနေမုတ်အစအနာလေးတွေရေထဲကိုကျလာခဲ့တယ်ဒုံးဆိုအုပ်စုလိုက်ရှိတဲ့ငကျင်းတွေဟာယူသွတ်တလူမျိုးပြေးလာကြတယ်ချက်ချင်းပဲမုတ်အစအနာတွေဟာအစားခံလိုက်ရတယ်မင်းရဲ့ဘိုက်ကလည်းစားလောင်မှုကြောင့်မြည်လာခဲ့တယ်အများကြီးမစင်စားတော့ပဲမင်းရဲ့အမီးကိုခတ်ပြီးပြေးထွက်ခဲ့တယ်မင်းရဲ့တင်းငယ်တဲ့ကိုယ်ရဲနဲ့ဖြက်လက်မှုကိုအသုံးချပြီးအကျွင်းကြံတချို့ကိုရခဲ့တယ်မုံစတွေကိုမျိုးချလိုက်တဲ့အခါတိုးတက်မှုမှတ်3.1ရခဲ့တယ်စနစ်ရဲ့အတိပေးချက်ထက်မြည်လာတဲ့အစာစားတာကတိုးတက်ပြောင်းလဲဖို့ကူညီပေးနိုင်တာအမှန်ပဲမင်းချက်ချင်းပဲအားအင်တွေပြေးဝသွားတဲ့အမှတ်90ရရင်အဆင့်တက်နိုင်ပြီးမင်းအစာလူစားနေရင်နဲ့ဘေးနားကလူတွေရဲ့စကားတန်တွေကိုနားဆွင့်နေခဲ့တယ်လက်ရှိအခြေအနေကိုမင်းချက်ချင်းပဲနားလည်သွားတယ်ဒီနေရာကလုံရင်မျိုးကနဂါမင်းဖျားเจ้าပဲမင်းရှိနေတဲ့ရေကန်ကြီးကိုတော့ဟွာလုံရေကန်လို့ခေါ်တယ်အချိန်ကတော့မင်းတေဆုံးပြီး3ရက်မြောက်နေ့လောက်ပေါ့ခုတလောတဘာဝဘေးအန္တရာယ်တွေနဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေခဏခဏဖြစ်နေလို့နဂါမင်းဖျားเจ้าကိုလာပြီးဆူတောင်းတဲ့သူတွေပုံများလာတယ်ဟွာလုံရေကန်ထဲမှာအစားအသောက်တွေပေါများလာခဲ့တယ်ဒီဖျားเจ้าနဲ့မလန့်မကမ်းမှာတော့စစ်တပ်ကတင်းတင်းကြပ်ကြပ်စောင့်ကြပ်ထားတဲ့ကန့်တက်နယ်မြေတစ်ခုရှိတယ်အဲ့ဒါကတော့လုံရင်သူတေသနစင်တာဖြစ်နိုင်တယ်တစ်ချိန်တည်းမှာပဲလုံရင်သူတေသနစင်တာရဲ့ခန္ဓာကိုယ်ခွဲစိတ်ခန်းထဲမှာမီးရောင်တွေကဖြူလျှော်ပြီးအေးဆက်နေတဲ့အဖြူရောင်ကာကွယ်ရေးဝတ်စုံဝတ်ထားတဲ့လူတစုဟာလူမဟုတ်တဲ့အလောင်းတစ်ခုကိုစိတ်မကောင်းစွာနဲ့ဝိုင်းကြည့်နေကြတယ်ထူးထူးခြားခြားထူလဲပြီးအထူးပြုလုပ်ထားတဲ့ဓာတ်နဲ့မှသာခွဲစိတ်နိုင်ခဲ့တယ်အယိုးတီဆောက်ပုံကလူနဲ့တူပေမဲ့အယိုးစုစုပေါင်းက286ခုရှိပြီးတာမန်လူထက်ပိုများနေတယ်ခွဲစိတ်ထားကိုကင်ထားတဲ့အမျိုးသမီးငယ်တယောက်ကအချက်လက်တွေကိုအေးဆက်တဲ့လေတံနဲ့အစီရင်ခံနေတယ်သူမရဲ့လှုပ်ရှားမှုတွေကတိကျပြတ်သားပြီးဘာမှတွတ်ဆုံမနေဘူးသူမရဲ့နာမည်ကလော့ရွှေပါဘေးနားကတင်တန်းသားတချို့ရဲ့မျက်နှာတွေကဖြူဖြော့ကုန်ပြီးဗိုက်ထဲကနေမအီမသာဖြစ်ကအမထွက်အောင်အတင်းအောင်ထားရတယ်ဒီအလောင်းရဲ့ခန္ဓာကိုယ်ရည်တွေကကော်လိုမျိုးပြစ်ချွဲနေပြီးအရည်ပြားကလည်းထူထဲမှာကြောကထူးဆန်းတဲ့အနက်တစ်ခုထွက်နေတယ်တစ်ချိန်ကကောလာဟာလာလို့ထင်ခဲ့ကြတဲ့ထူးဆန်းတဲ့သတင်းတွေဟာသူတို့ရဲ့စိတ်ထဲမှာမတိစိတ်ကနေပေါ်လာခဲ့တယ်။ကောင်းကင်မှာပြန်တန်းနေတဲ့ခေါင်းမပါတဲ့အရာမသားရဲတွေပင်လယ်ထဲပြုတ်ကျတဲ့ငကားတွေနဲ့အနာတိကတိုက်ကလူသားပုံတန်းတရဝါတွေဆိုတာတကယ်ပဲလားနောက်ဆုံးတော့ခွဲစိတ်စစ်ဆေးတာပြီးသွားပါပြီ။အားလုံးကကာကွယ်ရေးဝတ်စုံတွေကိုချုပ်ပြီးခွဲစိတ်ခန်းထဲကနေထွက်လာကြတယ်။အားလုံးကတပ်ပြင်းချနိုင်သွားကြပြီးလော့ရွှေရီပင်ပန်းသွားပါပြီ။အဖိုးအိုတယောက်ကပင်ပန်းနှွမ်းနေတဲ့အပြုံးနဲ့ရှေ့ကိုတိုးလာတယ်။လော့ရွှေကခေါင်းရမ်းပြီးမျက်မှန်ကိုချုပ်လိုက်တော့အေးဆက်ပြီးလှပတဲ့မျက်နှာလေးပေါ်လာတယ်။သူမကရေတံဘူးကိုဖွင့်ပြီးအငမ်းမရတောက်လိုက်တယ်လင်းချမ်းရှေးဟောင်းမြို့ဘက်ကအခြေအနေပါတိရလဲသူမကစကားပြောလိုက်ပေမဲ့အတန်ထဲမှာဘာခံစားချက်မှမပါဘူးအဖိုးအိုရဲ့မျက်နှာကပြတ်သွားပြီးမတိရသေးဘူးတညာလေးနဲ့ပြပုံဖြစ်သွားတာကြောက်စရာကောင်းတဲ့တရဝါတစ်ခုခုပေါ်လာတာဖြစ်နိုင်တယ်သူတေးသွားပြီးလော့ရွှေရဲ့အတန်ကအရန်တိုးပေမဲ့စကလုံးတိုင်းကရေခဲတုံးတွေလိုမြေပြင်ပေါ်ကျသွားတယ်ဘသူမှမမြင်တဲ့ထောက်တနေရာမှာသူမရဲ့လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်ထားတယ်ကျွန်တော်သိပါတယ်အဖိုးအိုကတက်ပြင်းချလိုက်တယ်ဒါကဘသူမှမထင်မှတ်ထားတဲ့မတော်တဆမှုပဲ
ကျွန်တော်တို့လွတ်လိုက်တဲ့လူတွေလည်းအကုန်သေးကုန်ပြီးရှင်ကျမကိုဂတိပေးထားတာကိုမှတ်ထားပါလော့ရွှေကဒီစကားကိုခြံထားပြီးဘာမှမတွန့်ဆုတ်ပဲလှည့်ထွက်သွားတဲ့အဝတ်လဲခန်းကိုပြန်ရောက်တော့သူမကအနက်ရောင်ကာဝင်ရှည်ကိုလဲဝတ်ပြီးအိတ်ထဲကနေဟောင်းနှွမ်းနေတဲ့နာရီတစ်လုံးကိုထုတ်ပြီးအဖုံးကိုဖွင့်လိုက်တဲ့အထဲမှာတော့အယောင်လွင့်နေတဲ့ဓာတ်ပုံတစ်ပုံရှိနေတဲ့ဓာတ်ပုံထဲမှာတော့တောက်ပတဲ့အပြုံးနဲ့ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ကကတ်နေကြတဲ့ဓာတ်ပုံထဲကကောင်လေးကိုကြည့်ရင်လော့ရွှေရဲ့အကြည့်တွေကချက်ချင်းနူးညံ့သွားပြီးမျက်ဝန်းတွေနီမြန်းလာတဲ့ကျမပြန်လာတာကိုစောင့်နေမယ်လို့ရှင်ပြောခဲ့တယ်လေအခုချိန်မှာတော့မင်းကဟွာလုံကန်ထဲမှာအငမ်းမရစားတောက်နေတယ်ဒါပေမဲ့မင်းကအရန်သေးလွန်းတဲ့ဟိုကောင်ကြီးတွေနဲ့လူစားရတာကကြားပတ်ဆက်ထဲကအစာကိုနှိုက်နေရတယ်လို့ပဲတမနက်လုံးနေမှာမင်းရဲ့စင်ကယ်ပြောင်းလဲမှုမှတ်က9မှတ်ပဲရှိသေးတယ်9မှတ်ပဲလားဒါနဲ့ဆိုဘယ်တော့မှစင်ကယ်ပြောင်းလဲနိုင်မှာလဲမင်းနဲ့စိတ်တက်ကြသွားတယ်အဲ့ဒီအချိန်မှာပဲကန်ဆက်ကနေကလေးမလေးတယောက်ရဲ့အတန်ထွက်လာတယ်တနာစရာကောင်းတဲ့ငါးလေးစားစရာကျွေးမယ်နော်စပင်းနှစ်ဖက်ချစ်ထားတဲ့ကလေးမလေးကအခုလေးတင်ဝဲလာတဲ့ငါးစာတွေကိုမင်းရှိကရေတဲ့ကိုကျဲချလိုက်တဲ့ငါးစာပဲမင်းကအားကုန်သုံးပြီးအပြေးလွှားသွားလိုက်တဲ့ဗစက်ကိုဟာပြီးမျိုးချလိုက်တဲ့ငါးစာအသေးလေးကိုမျိုးချလိုက်လို့စင်ကဲပြောင်းလဲမှုမှတ်3.5ရရှိပါတယ်3.5မှတ်ပေါင်းမိုးစားတွေထက်ငါးစာတောင်ပိုများတယ်မင်းကချက်ချင်းပဲငတ်မွနေတဲ့တရေတကောင်လိုအငမ်းမရစားတော့တယ်အိုးစိတ်တို့စရာပဲဒါကငါးလေးတွေအတွက်ကျွေးတာလေကလေးမလေးကအနက်ရလို့ရောက်လာတဲ့ရွှေငါးကြီးတွေကိုကြည့်ပြီးခြေဆောက်နေတဲ့ငါမှတွက်လက်တဲ့ခန္ဓာကိုရှိတယ်မင်းတို့ကငါနဲ့လူကျင်တာလားအခုတော့မင်းကဘာကိုမှဂီးမဆိုင်နိုင်တော့ဘူးတွက်လက်တဲ့ခန္ဓာကိုယ်ကိုအားကိုးပြီးငါးအုပ်ထဲမှာဟိုပြေးတီပြေးနဲ့မရက်မနာစားနေတော့တဲ့ငါးစာအသေးလေးကိုမျိုးချလိုက်လို့စင်ကဲပြောင်းလဲမှုမှတ်3.5ရရှိပါတယ်ငါးစာအသေးလေးကိုမျိုးချလိုက်လို့စင်ကဲပြောင်းလဲမှုမှတ်3.5ရရှိပါတယ်မင်းဘယ်လောက်တောင်မျိုးချလိုက်မှမသိဘူးရေကူးရတာပင်ပန်းလာပြီးငါးအုပ်ထဲကနေအပြင်ကိုရောက်သွားမှတော်လိုက်တော့တဲ့စနစ်ကိုဖွင့်ကြည့်လိုက်တော့စင်ကဲပြောင်းလဲမှုမှတ်90မှာ25မှတ်ရနေပြီးမစိုးဘူးတဝက်တောင်ရနေပြီးမင်းချက်ချင်းပဲဝမ်းသာသွားတယ်ဒီနှုံးအတိုင်းဆိုရင်ဒီနေ့ပဲစင်ကဲပြောင်းလဲနိုင်တော့မယ်မကြတော့ဘူးကလေးမလေးကိုမိဘတွေကခေါ်သွားကြပြီးဒါပေမဲ့ဟွာလုံကန်နားမှာငါးစာကျွေးတဲ့လူတွေကဘယ်တော့မှမပြတ်ဘူးကန်ဆက်ကအမေတယောက်ပြောနေတာကိုမင်းကြားလိုက်ရတယ်ဘာလို့ဟွာလုံကန်လို့ခေါ်တာလဲဆိုတော့ဒန်တာကြီးထဲမှာငါးတွေကငကားဖြစ်သွားနိုင်လို့တဲ့မင်းကအခွင့်အရေးကိုစောင့်ကြည့်နေရင်နောက်တစ်ကြိမ်အရှိန်နဲ့ပြေးပြီးငါးစာတုံးကိုပိုက်ထဲရောက်အောင်မျိုးချလိုက်တယ်အဲ့ဒီချိန်မှာပဲတူတန်မီလာပြီးအိမ်ရှင်ကစင်ကဲပြောင်းလဲဖို့အခြေအနေတွေပြည့်စုံသွားပါပြီအခုပဲစင်ကဲပြောင်းလဲမှလာပြီးမင်းရဲ့ရင်ထဲမှာအရန်ကိုဝမ်းသာသွားတယ်ဒါပေမဲ့ချက်ချင်းပဲစိတ်ကိုပြန်ထိန်လိုက်တဲ့စင်ကဲပြောင်းလဲနေတဲ့အချိန်မှာအနှောက်အယှက်မဖြစ်စေရဘူးမင်းကပတ်ဝန်းကျင်ကိုသတိထားပြီးကြည့်လိုက်တယ်ပြီးတော့ကြာရွက်အောက်ကိုအမြန်ကူးသွားပြီးဘေးကင်းပြီဆိုတာတေချာမှစိတ်ထဲကနေစင်ကဲပြောင်းလဲမယ်လို့ရွတ်လိုက်တဲ့ချက်ချင်းပဲခန္ဓာကိုယ်တစ်ခုလုံးမှာပြောမပြတတ်အောင်ဆူရှားတဲ့နာကျင်မှုကိုခံစားလိုက်ရတယ်ငါအကြေးခွန်တိုင်းနဲ့အသားစတိုင်းကိုဆွဲဖြဲပြီးပြန်လဲတိဆောက်နေတယ်လို့ပဲပြင်းထန်တဲ့နာကျင်မှုကြောင့်မင်းရဲ့မျက်စိရှိမှာအမှောင်ကျသွားပြီးသတိလစ်သွားတော့တယ်မင်းပြန်နိုးလာတဲ့အချိန်မှာတော့မိုးချုပ်နေပါပြီအောင်မြင်သွားပြီလားမင်းခန္ဓာကိုယ်ကိုလှုပ်ရှားကြည့်လိုက်တော့ထူးခြားမှုကိုချက်ချင်းခံစားလိုက်ရတဲ့ခန္ဓာကိုယ်ကပိုကြီးလာပြီးအားအင်တွေကလည်းအရင်ကထက်အများကြီးပိုတန်မာလာတယ်မင်းကမစောင့်နိုင်တော့ပဲစနစ်ကိုဖွင့်ကြည့်လိုက်တဲ့အင်ရှင်လင်းဟောက်အဆင့်2မျိုးနဲ့9နက်ကိုတဲ့အရှည်73စင်တီမီတာအလေးချိန်18ဂရမ်တိုက်ခိုက်နိုင်စွမ်း3.5ကျွမ်းကျင်မှုအမီးနဲ့အပြင်းထန်ရိုက်ခြင်းထူးခြားစွမ်းအားမရှိစင်ကဲပြောင်းလဲမှုမှတ်100မှာ2ညမှတ်အိုး73စင်တီမီတာဖြစ်သွားပြီးမင်းကဝမ်းသာအားရနဲ့အမီးကိုခါလိုက်တဲ့ခန္ဓာကိုယ်ကလည်းကြီးလာတယ်တိုက်ခိုက်နိုင်စွမ်းကလည်းငါးဆတိုးလာတယ်ပြီးတော့ကျွမ်းကျင်မှုအသစ်တစ်ခုရလာတယ်အမီးနဲ့အပြင်းထန်ရိုက်ခြင်းဆိုတာကအမီးကိုသုံးပြီးပြင်းထန်တဲ့ရိုက်ချက်တစ်ခုကိုပေးနိုင်တာပဲဒါကတကယ်ကိုကောင်းလိုက်တာမင်းကရေထဲမှာပျော်ပျော်ပါးပါးကူးခတ်နေတဲ့စင်ကဲပြောင်းလဲပြီးတဲ့နောက်အမြင်အာရုံတွေကလည်းပိုပြီးကြည်လင်လာတယ်920 ပီကနေ 4K အဆင့်ကိုမြင့်လိုက်တယ်လို့ပဲဒါပေမဲ့ငြိမ်ငြိမ်လေးနေလိုက်တဲ့အခါစိတ်ထဲမှာအတွေးတွေပြန်ဝင်လာတယ်အမေကငါသေးသွားပြီဆိုတာကိုသိပါမလားပြီးတော့သူမရောအဲ့ဒီကတိကိုသူမမှတ်မိနေအောင်မလားမင်းတွေးလို့နေတော့မှပဲကမ်းနားမှာနောက်ထပ်လူတစ်ယောက်ရှိနေတာကိုတွေးလိုက်ရတယ်။အဲ့ဒါကအမျိုးသမီးတစ်ယောက်ရဲ့အရေးပဲသူမကရေကန်ပေးမှာတစ်ယောက်တည်းထိုင်နေပြီးရေထဲကိုငါးစာတွေတိတ်တဆိတ်ပြစ်ကျွေးနေတဲ့ကောင်းလိုက်တဲ့လူညစ်နဲ့တက်ခေါင်မှတော့အပူစာတွေကျွေးနေသေးတယ်။မင်းကဘာမှမပြောပဲအမီးကိုတစ်ချက်ခါပြီးအမြန်ကူးသွားလိုက်တယ်။မင်းက13စင်တီမီတာပဲရှည်သေးပေမဲ့စင်ကဲပြောင်းလဲထားတဲ့မင်းကအရင်လိုမဟုတ်တော့ဘူး။အမီးနဲ့တစ်ချက်ခတ်လိုက်တာနဲ့ငါးကြီးအချို့ကိုဓာတ်ရိုက်လွှင့်ထွက်သွားစေတယ်။မင်းပါဆက်ဟာပြီးနောက်ထပ်တစ်ကြော့ပြန်ဝါမျိုးမှုကိုစတင်လိုက်တယ်။ငါးစာလေးတွေကိုဝါမျိုးလိုက်တဲ့စင်ကဲဖြစ်စဉ်အမှတ်3.5ရရှိတဲ့စင်ကဲဖြစ်စဉ်အမှတ်တွေအရှိန်ဟုန်နဲ့တက်လာနေတယ်။မင်းကပျော်ပျော်ပါးပါးစားနေတော့မဲ့ကန်းနာကအမျိုးသမီးရဲ့အတန်ကတိုးတိုးလေးထွက်ပေါ်လာပြီးမိုးရှိုက်တဲ့အနှဲငယ်ပါနေတယ်။လင်းဟောင်နေတကယ်ပဲတည်သွားပြီလား။စားနေရင်းနဲ့မင်းစိတ်ထဲကနေရေရွတ်မိတယ်။ဟေးငါနဲ့နာမည်တူတဲ့လူတစ်ယောက်ရှိနေတာပဲကြားရတာတိတ်ဆုံးသွားတဲ့လူတိတူကျွန်းတစ်ယောက်နဲ့တူတယ်တနာစရာကောင်းလိုက်တာငါပြန်လာတာကိုစောင့်နေမယ်လို့နင်ပြောခဲ့တယ်လေအမျိုးသမီးကပြောရင်းနဲ့မျက်ရည်တွေကရေကန်ထဲကိုလိမ့်ဆင်းသွားတယ်မင်းကဘိုက်ဝပြီးကျင်းနဲ့သွားတာနဲ့ရေပေါ်ကိုတက်လာတယ်ဒီတနာစရာကောင်းတဲ့အလှလေးကဘလို့ပုံစံလဲဆိုတာကြည့်ချင်လို့ပေါ့တစ်ချက်ကြည့်လိုက်ရုံနဲ့တင်မင်းအံ့ဩမင်တက်သွားတယ်အဲ့ဒါကမင်းရဲ့အယိုးထဲအထိဆွဲနေတဲ့မျက်နှာပဲအနက်ရောင်ကောင်းဝင်ရှည်ကိုဝတ်ထားပြီးကြီးကန်းတောင်ပန်လိုနတ်မောင်တဲ့သပင်ရှည်တွေနဲ့အသားရည်ကဖြူဖွေးနေပြီးရုပ်ရည်ကပကြီးကားတစ်ချက်လိုထူးခြားလာပါလွန်းနေလော့ရွှဲမင်းမိုးကြိုးပြစ်ခံလိုက်ရတယ်လို့ပဲတကိုယ်လုံးထုံကျင်သွားတယ်အဲ့ဒါသူမပဲမင်းရဲ့ပထမဆုံးအချစ်ဦးလွန်ခဲ့တဲ့3နှစ်ကသူမကငါ့ကို3နှစ်ဆောင်ပါဆိုတဲ့စကားတစ်ခုပဲခြံထားခဲ့ပြီးကဘာပေါ်ကနေပြက်ကွယ်သွားခဲ့တာဘလို့မှဆက်သွယ်လို့မရတော့ဘူးမင်းသူမကိုနေရအနှက်ရှာခဲ့ပေမဲ့ဘာချီရလက်ရမှရှာမတွေ့ခဲ့ဘူးသူမရဲ့မိဘတွေတောင်ပြောင်းရွှေ့သွားကြတယ်3နှစ်ရှိပြီဒီ3နှစ်အတွင်းငါဘလို့ဖြတ်တန်းခဲ့ရလဲဆိုတာနင်သိလားလို့မင်းစိတ်ထဲကနေအော်ဟစ်နေမိတယ်ဘာလို့လဲဘာလို့သူမကဒီမှာပေါ်လာရတာလဲငါလေးရေသူသေးမှမဟုတ်ဘူးလို့နင်ပြောတယ်မဟုတ်လား
လော့ရွှဲကကန်းနာမှာသူမကိုကြည့်နေတဲ့ရေထဲကတကောင်နဲ့တော့အနက်ရောင်ငါးကျင်လေးကိုကြည့်ပြီးတယောက်တည်းရေရွတ်နေတဲ့ပြုံးလိုက်ငိုလိုက်နေပေါ်သူမရဲ့ဝမ်းနဲ့နေတဲ့ပုံစံကိုမြင်တော့မင်းရင်ကွဲမတက်ခံစားရတယ်သူမကမင်းကိုတေးပြီးလို့ထင်နေတာကိုဝီအဲ့ဒီအချိန်မှာပဲသူမအိတ်ကက်ထဲကဖုန်းကတုံခါလာတယ်ဟဲလိုလော့ရွှဲကအသက်ကိုဝါဝါရှူလိုက်တယ်ဖုန်းကင်လိုက်တဲ့အချိန်မှာပဲသူမကအေးဆက်တဲ့ပုံစံကိုချက်ချင်းပြောင်းသွားတယ်အရှိပင်လဲကန်ရိုးတန်းမှာတရဝါဆန်းရဲ့အလောင်းတစ်ခုပေါ်လာတယ်သူမကမျက်မှောင်ကျုပ်ပြီးချက်ချင်းထွက်လိုက်တဲ့ဖုန်းထဲကသတင်းပို့ချက်ကိုနားထောင်ရင်သူမရဲ့မျက်နှာကပိုပြီးတီကြီးလေးနဲ့လာတယ်တီးပြီးငါအခုချက်ချင်းလာခဲ့မယ်ဖုန်းချလိုက်ပြီးနောက်သူမကမင်းဆိုတဲ့အနက်ရောင်ငါးကျင်လေးကိုနောက်တစ်ချိန်ကြည့်လိုက်တယ်မင်းကိုမြင်ဘူးတလူလူနဲ့ထူးခြားတဲ့အသိဉာဏ်ရှိနေတယ်လို့ပဲလို့ခံစားနေရတယ်သူမခေါင်းခါလိုက်ပြီးချက်ချင်းပဲလှည့်ထွက်သွားကညအမောင်ထဲမှာပျောက်ကွယ်သွားတယ်ဟေးငါမသိဘူးပြီးတော့နောက်တစ်ခါလာရင်ငါးစာတွေပိုယူလာပေးလို့ရမလားလို့မင်းစိတ်ထဲကနေအကျယ်ကြီးအော်ပြောနေမိပေမဲ့သူမကတော့မကြားနိုင်တော့ဘူးမင်းစိတ်အေးထားပြီးအုံနောက်ကိုအမြန်အလုပ်ပေးလိုက်တဲ့အဲ့ဒီတုန်းကတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲအရှိပင်လဲကန်ယိုတန်းကတရဝါဆန်းအလောင်းကကောဘာလဲလော့ရွှဲကဇီဝဗေဒကိုလေ့လာခဲ့တဲ့ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ပဲလွန်ခဲ့တဲ့3နှစ်ကရုတ်တရက်ပျောက်ကွယ်သွားပြီးအခုတော့လုံခြုံရေးအလွန်တင်းကျပ်တဲ့လုံရင်းမျိုးမှာပေါ်လာပြီးတရဝါဆန်းအလောင်းတွေနဲ့ပတ်သက်နေတယ်မင်းလွန်ခဲ့တဲ့နှစ်တွေကအင်တာနက်ပေါ်မှာတွေ့ခဲ့ရပြီးချက်ချင်းပြန်ဖြတ်ခံလိုက်ရတဲ့ထူးဆန်းတဲ့သတင်းတွေကိုရုတ်တရက်သတိရသွားတယ်။အေယာမပင်လယ်တရဝါကြီးတွေချမ်ပိုင်တောင်ကလူရိုင်းတွေလနီရောင်ဖြစ်ရက်တွေတဲလွန်စာအလုံးကဆက်ဆက်သွားတယ်။အံ့ဩစရာကောင်းတဲ့ခံမှန်းချက်တစ်ခုမင်းကောင်းထဲမှာပေါ်လာတယ်။သူမကတခုခုလှုပ်ဝက်သူတေသနာလုပ်နေတာလား။ဒီကဘာကြီးကမင်းအရင်ကမြင်တွေ့ခဲ့ရတဲ့ပုံစံမျိုးလုံးဝမဟုတ်တော့ဘူး။စင်ကဲပြောင်းလဲမှုငါအမြန်ဆုံးစင်ကဲပြောင်းလဲပြီးကိုတန်မာလာရမယ်။မင်းရဲ့စိတ်ထဲမှာအရင်ကမရှိခဲ့ဘူးတဲ့အရေးတကြီးလိုအပ်ချက်တစ်ခုပေါ်လာတယ်။မင်းရေကန်အောက်ခြေမှာရှာဖွေမှုတွေစတင်လိုက်တယ်မကြခင်မှာပဲပစွန်လေးအချို့ကိုတွေးလိုက်ရတယ်မင်းကူးသွားပြီးတလုတ်သေးဝါမျိုးလိုက်တယ်အခုနဲ့ပစုံကိုဝါမျိုးလိုက်တဲ့စင်ကယ်ဖြစ်စဉ်အမှတ်3.5ရရှိတယ်ဒါလည်းမစိုးပါဘူးမင်းမျက်လုံးတွေအယောင်တောက်သွားပြီးနောက်ထပ်အမဲလိုက်မှုအစ်စ်ကိုစတင်လိုက်တယ်အကောင်ကြီးတဲ့အခုနဲ့ပစုံကိုဝါမျိုးလိုက်တဲ့စင်ကယ်ဖြစ်စဉ်အမှတ်1မှတ်ရရှိတယ်မင်းပျော်ပျော်ပါပါစားတောက်နေတော့မှပဲတကန်လုံးကရေမျက်နှာပြင်ကရုတ်တရက်ပြင်းပြင်းထန်ထန်တုံခါသွားတယ်ဝုန်းခနဲ့ပဲမလန်းမကန်းကနေကြီးမားတဲ့ရေပုတ်တန်ကြီးထွက်ပေါ်လာပြီးရေတွေအများကြီးဆင်ထွက်သွားတယ်တစ်ချိန်တည်းမှာပဲလုံရင်းမြို့အရှိပင်လဲကန်ယိုတန်းကိုလုံးဝပိတ်ဆို့ထားပြီးတားမြစ်ကျိုးတွေအရှိကြီးတားထားတယ်ဝူးအနီးရင်အောင်ပြန်ကားတစ်စီးကအတားစီးတွေကိုဂယုမဆိုင်ပဲတဲတဲမောင်းဝင်လာတယ်။ရက်လိုက်ဒီနေရာကိုဖျက်သွားလို့မရဘူး။ဝန်ထမ်းတစ်ယောက်ကချက်ချင်းရှေ့ကနေတားလိုက်တယ်။ကားမှန်ကျလာပြီးလော့ရွှဲရဲ့အေးဆက်လာတဲ့မျက်နှာပေါ်လာတယ်။ HYDZ သူမကမှတ်ပုံတင်ကပ်ပြားတစ်ခုကိုဓာတ်ရိုက်ထုတ်ပြလိုက်တယ်။မှတ်ပုံတင်ကိုမြင်တာနဲ့တားတဲ့လူရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပြီးအလေးပြုကလမ်းဖယ်ပေးလိုက်တယ်။အဖိုးကြီးစန်း HYDZ ဆိုတာဘာလဲ။လူငယ်ဝန်ထမ်းလေးကတိုးတိုးလေးမေးလိုက်တယ်။အဖိုးကြီးစန်းလို့ခေါ်တဲ့လူက secret တလိပ်မြည်ပြီးမိခိုးငွေတွေကိုဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်တယ်။အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့လူငယ်လေးရဲ့ကဘာကြီးကပြင်းပြင်းထန်ထန်ရိုက်ခတ်ခံလိုက်ရတယ်။ဒါပေမဲ့သူ့ကိုပို့ပြီးထိတ်လန့်စေတာကတော့ကမ်းခြေပေါ်ကအေယာမအရာကြီးပဲ။အဲ့ဒါကအလျားမီတာ20ကျော်ရှည်တဲ့အေယာမပင်လယ်ပုတ်တင်မျိုးကြီးပဲတကူလုံးနှက်မောင်နေပြီးကြောက်စရာကောင်းတဲ့စူးတွေပြည့်နေအသက်မရှူတော့ဘူး။ဒါကိုဘယ်တော့မှတွေ့တာလဲလော့ရွှဲကအလောင်းနာကိုသွားပြီးမျက်မှောင်ကျုပ်လိုက်တယ်။လွန်ခဲ့တဲ့တနာရီကကျန်းချောင်ကအပေါ်ထက်ကိုပြေးတက်သွားတယ်။လော့ရွှဲကကစ်တကဲခတ်ကြည့်ပြီးတည်ငြိမ်တဲ့လေတံနဲ့သူပောက်ကွဲတော့မယ်လို့ပြောလိုက်တယ်။ဘေးနားကလူငယ်အဖွဲ့ဝင်တွေကအာမေတိတ်တန်တွေထွက်လာကြတယ်။မင်းတို့ခရစ်စတယ်ပောက်ကွဲမှုအကြောင်းကြားဘူးလားလို့လော့ရွှဲကသူတို့ကိုအေးဆက်ဆက်တစ်ချက်ကြည့်ပြီးမေးလိုက်တယ်။သွားပြီးအဲ့ဒါကဘာကြီးလဲလို့မင်းစိတ်ထဲမှာထိတ်လန့်သွားပြီးပြင်းထန်တဲ့အန်ရဲ့အငွေ့တက်ကိုခံစားလိုက်ရတယ်။ငါအဖြစ်ပြောင်းလဲထားရတာကလည်းလုံးဝစိတ်မချရပါလား။မင်းကပြက်ပြက်သားသားပဲလှည့်ပြန်လာပြီးအဲ့ဒီနေရာနဲ့ဝေးရကိုသွားလိုက်တယ်မဖြစ်ဘူး။ငါချက်ချင်းအစ်စ်မြင့်တင်ဖို့လိုတယ်။မင်းက YouTube တလူမျိုးရေကန်အောက်ခြေမှာပစွန်နက်တွေကိုလိုက်ရှာပြီးတကောင်ပြီးတကောင်ဝါမျိုးလိုက်တယ်။နောက်ဆုံးမှာတော့လိုအပ်တဲ့ပစွန်နက်နောက်ဆုံးတကောင်ကိုစားပြီးတဲ့နောက်အချက်ပေးတန်တစ်ခုမြည်လာတယ်။အစ်စ်မြင့်တင်ဖို့အတွက်လိုအပ်ချက်တွေပြည့်စုံသွားပြီ။အခုပဲအစ်စ်မြင့်ပါလား။ပုံမှန်တာဝန်ဖြစ်တဲ့ပစွန်နက်အကောင့်100ကိုဝါမျိုးဖို့တာဝန်ကပြီးဆုံးသွားပြီးပစွန်နက်မှုဆိုးဆိုတဲ့အောင်မြင်မှုကိုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်လို့မင်းရဲ့စိတ်ထဲမှာအချက်ပေးတန်တွေစက်တိုက်ထွက်ပေါ်လာတယ်။မင်းကကြောက်တုံးကြီးတစ်ခုရဲ့အနောက်မှာချက်ချင်းပုံလိုက်ပြီးစိတ်ထဲကနေအစ်စ်မြင့်မယ်လို့ရည်ရွယ်လိုက်တယ်။ပြင်းထန်တဲ့နာကျင်မှုတွေထပ်မံရောက်ရှိလာပေမဲ့မင်းကတော့အစင်သစ်ဖြစ်နေပါပြီ။တစ်ချိန်တည်းမှာပဲတာဝန်အောင်မြင်မှုအတွက်ဆုလက်တွေရရှိလာတယ်။မင်းရဲ့ရှေ့မှာအဖြူရောင်ယတနာတစ်တာတစ်ခုပွင့်လာတယ်။ညဘက်မှာအမြင်အာရုံပုံမူကောင်းမွန်လာတယ်။ပုံမှန်ယတနာတစ်တာဆုလက်ကိုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်။ဖွင့်မလားလို့မေးတဲ့အခါမင်းကတွန်းဆုတ်မနေပဲဖွင့်မယ်လို့ရွေးချယ်လိုက်တယ်။ခုနကသွေးရောင်လင်းတန်းကမင်းကိုဖိအားတွေအများကြီးပေးနေတာကြောင့်ပိုပြီးတန်မာလာဖို့ကမင်းရဲ့တစ်ခုတည်းသောရွေးချယ်စရာပဲ။ယတနာတစ်တာပွင့်သွားပြီးမင်းရဲ့မျက်စိရှိမှအစွမ်းတွေအများကြီးပေါ်လာတယ်။ခွန်အားတိုးလာတာအရှိန်မြန်လာတာနဲ့တောင့်တင်းတဲ့9000မှန်စတာတွေပေါ့။နောက်ဆုံးမှာတော့အစွမ်းတစ်ခုမှရက်သွားတယ်။အဲ့ဒါကတော့အနှဲငယ်ထက်မြက်တဲ့လွှတ်သွားပုံစံသွားတွေပဲဖြစ်တယ်။မင်းစိတ်ထဲကနေဝမ်းသာသွားတယ်ချက်ချင်းအသုံးပြုမှလားလို့မေးတဲ့အခါဟုတ်ကဲ့လို့ဖြေလိုက်တယ်။နောက်တစ်စက္ကန့်မှာပဲမင်းရဲ့ပါးစပ်ထဲမှာရာကြီးကြီးနဲ့ထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်။အသားထဲကနေတစ်ခုခုတိုးထွက်လာသလိုမျိုးပဲ။တကယ်ကြီးသွားတွေပေါက်လာတာပဲ။မကြခင်မှာပဲမင်းရဲ့ပါးစပ်အပေါ်နဲ့အောက်မှာသွားတွေရှိနေတာကိုခံစားလိုက်ရတယ်။တင်းငယ်ပြီးကြီးကံပုံစံရှိတဲ့သွားတန်းလေးတွေပေါက်လာတယ်။မင်းကအမှတ်မထင်ပဲသွားတွေကိုစစ်ကြည့်လိုက်တယ်။တိတ်ပြီးမထက်သေးပေမဲ့ဒီလိုခံစားချက်ကတကယ်ကိုကောင်းလာပါတယ်။သွားတွေရှိလာပြီဆိုတော့မင်းမှာတိုက်ခိုက်နိုင်စွမ်းရှိလာပြီပေါ့။အဲ့ဒီအချိန်မှာပဲကမ်းခြေကနေဆူရှာတဲ့အလင်းတန်းနှစ်ခုဟာဟွာလုံရီကန်ထဲကိုရုတ်တရက်ကြားရောက်လာပြီးတကန်လုံးကိုလင်းထိန်သွားစေတယ်။မင်းကလန့်သွားပြီးအရိတ်ထဲကိုအမြန်ပုံလိုက်တယ်။အဲ့ဒါကလက်နှိပ်တမီရဲ့အလင်းတန်းပဲ
အမျိုးသားတဦးရဲ့အတန်ထွက်လာတဲ့မြန်မြန်လုတ်ဒီဟွာလုံးရေကန်ထဲမှာပဲလွှတ်ပေးလိုက်တရဝတိုင်းမှာအသက်ရှိကြတယ်ဒါဟာတကယ်ကိုကုသိုလ်ရမယ်အလုပ်ပဲလို့ပြောလိုက်တယ်